မျိုးသားနဲ့တော်သူလို့မြင်ရပါတယ်နော်ကောင်းပါလေကောင်းကြပါတယ်နော်ဒါပေမဲ့ဗျာမိကောင်းဘဝညနေကလေးပြောပါတယ်နော်ကျူစားတဲ့ကျူစားတယ်ဘာလို့လဲဆိုတော့ကျွမ်းမဆိုင်ကောင်းနေကြီးဝင်တာတဲ့ဆိုင်ကောင်းနေကြီးပဲ9တိုင်း10တိုင်းလောက်ဝင်သွားတော့ဘာသာလို့ဆိုင်ကိုကျူစားသိကျင်တယ်ကျူစားတဲ့ဟုတ်ကဲ့ပါမေရဲ့လို့ညကြရင်လည်းကွာတဲ့အငယ်မင်းသမီးလေးနဲ့အတူတူတွဲပြီးတော့တော်စရာလေးတွေပြက်လုံးလေးတွေနည်းနည်းပြက်ပြီးသဘောကျတယ်ဟုတ်ကဲ့ပါနည်းနည်းပြက်တော့တဲ့ဝိုင်းချစ်သိမပြက်စီနေဘာလို့မေရဲ့ဝိုင်းချစ်ကြကားတဲ့ရည်ရဲရဘူးတဲ့အဲ့လိုပါတော့အဲ့တော့အဲ့လိုပါတော့ဟိုမြက်ပြူပါနော်မြက်ပြူမြက်ပြူနေပြီးတော့အဲ့တော့သူတို့လည်းပြန်มาတယ်နော်ဟုတ်ပြီမတင်လာကြပြီကြောင်းတယ်ဟာတော့ခိုင်းပြောနေမင်းသားတို့ပြောရလေညနေတော့ငင်းကြရင်းနဲ့မင်းသားပိတ်တာငါမျက်နှာကြည့်လို့မင်းကကြည့်ပြောနေတာအဲ့တော့ကတော့ကိုယ့်အကိုဟုတ်ကြည့်မှတ်မိနေဟာတော့မလို့ကြည့်လို့နေတာမင်းတက်တယ်နားရလားနေမမင်းကလည်းရှိရကလုတ်တဲ့ရှိငါ့ကိုပြောဝင်ပြောတာမလို့ဆိုင်မောင်းငါရှိရလို့ရှိရငါရှိရတယ်လည်းရှိရအဲ့ဒါပြောနေရတာမင်းပါစပိတ်ထားငါပြောပြရနော်ပိတ်ဘူးကွာမင်းကိုလို့ကလည်းဘာလို့မင်းမင်းမနေ့ကပွဲကလေးသူ့ကြခွဲမပေးလဲငါတင်းတာမင်းကိုငါလည်းမင်းကိုတင်းတယ်ဒီမှာရဘယ်တော့မှမင်းအဲ့လိုကိုเจ้าကမဝီတီနာเจ้าကမပြောနဲ့ပြောတယ်ကွာမင်းဘယ်လောက်တက်လို့မင်းပြောတယ်တော့မင်းတက်တယ်နော်ငါလည်းမင်းတက်တယ်အဲ့မင်းတက်ကွာမင်းတက်တယ်ကွာတရတော့တယ်ကွာတရမင်းတက်ပို့တယ်ငါမင်းတက်တယ်ဆိုတက်ကြီးလောင်းပါဟာတက်ကြီးအလောင်းစားတာလုံးလိုက်လေချလာမင်းကလည်းပို့တယ်ငါလည်းငါလည်းတကယ်ယူရှိလားရှိတကယ်ယူမရှိရမဘူးနော်ရောက်တကယ်ယူမစီဝိုင်းကျွန်တော်ထောင်ကြီးပဲလောက်ချာထောင်ကြီးရချာလားထောင်ကြီးနော်ချာတယ်ကြိုက်တယ်စားပြီနော်โอเคဟောဘာမှမပေါ့စားဟာမင်းမစားရမှာလားဘာမှမင်းလည်းစားချင်တော့အေးအဲ့ဒါမင်းငါမင်းတယ်โอเคငါမင်းတော့မင်းမအောင်မဖြေနိုင်ရင်မင်းပတ်စံငါယူမှာယူဖို့မဖြေနိုင်တာပဲတကယ်လို့မင်းငါမင်းတော့မအောင်ဖြေနိုင်ရင်မင်းငါဟာစားအချင်းနဲ့တို့စားပတ်စံကိုယူမှာဘာလို့မင်းကစားမှာလဲပတ်စံယူမစားဘူးမင်းငါမင်းပဲမင်းကောင်းကတပင်မွေးဘယ်လောက်ရှိလဲโอเคလူအမွေးလူစကားပြောနော်လူအမွေးလူစကားပြောညက်ခုံးလေးတိတိလေးကိုရှည်လို့မရတာခေါင်းအများကြီးပဲရှည်လို့မရဘူးအဲ့ဒါစားပြီကဲဘယ်နှမွေးရှိတော့တကောင်းသာရှိတယ်အဲ့လိုလားထဲတယ်တော့ငါအေးအောင်နိုင်ရင်ရှုံးခြင်းမဖျက်နဲ့နော်ဒုတ်ထိုးဝယ်သားမယ်လူတတ်မှာနော်ထဲရအောင်ထဲလိုက်ဒုတ်ထိုးဝယ်သားထဲလိုက်ယောက်ျားသူထဲလိုက်ယောက်ျားသူထဲလိုက်ကိုမတော်မလားငါမင်းနဲ့လူခန္ဓာတစ်ခုလုံးမှာစားလို့မရတဲ့အသီးလက်သီးမားတဲ့နှုတ်သီးစဉ်းစားလေစားမရဘူးစိုးရတာနော်မှတ်တယ်ငါလည်းညာကိုလှုပ်ခက်နေတယ်မိသွားတာအဲ့ဒါမင်းကထက်မင်းကြိုက်တာမင်းအင်္ဂလိပ်လိုမင်းမယ်ပိုးလွယ်ကြီး FATHE ကဖာတာဖာတာဆိုတာဖေးကွာတယ်ဟာတော့အမေလင်းဖေးနဲ့မေလျာတူပေါ့ဟာဖေးဆိုတာစောကြီးလာလင်းရတကောင်ကျော်မှပြီးသားပဲမုံမိုးပေးလို့ငါငြိမ်နေတာထဲလိုက်ကြိုက်တယ်မေးပြီမေးMONKEY monkey မြောက်ဝူခေါ်ရောက်ကဝူခိုးမဲ့လေကွာမြောက်ကပုပ္ပါဝူခိုးကတရုတ်ကနော်တကယ်လို့နေမြောက်ဝူခိုးလို့ပြောငါဟန်နုမှန်လို့ပြောဦးမှာကတိကမာတော့တိတက်ပို့တတ်တယ်ရတယ်လားလှုပ်လိုက်ဒါဆိုမင်းကထပ်မင်းမယ်ကြိုက်တာမေးမြန်မာလူမင်းမယ်မိစမ်းမိစမ်းမရှိဘူးကစုံမသွားတယ်မေးတယ်လို့တော့မေးစမ်းအဲ့ဒါမင်းကမင်းကြိုက်တာမေးမြန်မာလူနွားကိုနားငယ်ဝါဆွဲရေးချဝိသင်းနှလုံးမောင်ပါပဲနဲ့ရေးတယ်လက်သီးနဲ့စောက်လို့စနေတော့ဖင်ပတ်လက်လန်သွားမယ်နွားနိုင်ငံဝဆွဲရေးချဝိသင်းနှလုံးပေါက်မှာနွားစားပြီကဘလို့ရေးလို့လားနာငယ်နာမယေမနမအေးဟုတ်တာပဲနော်နမနွားပဲနော်စောက်နမခိုက်တယ်ကွာတစ်ထောင်ပါသွားပြီနမနဲ့ကဲမင်းတို့မေးရတော့ငါမင်းမယ်မင်းဖားနေကြက်ပြောင်ရေးကန်းတပင်မွေးဆွဲဆွဲလဲဘာဖားနေဘလို့ကြက်ပြပါပညာတတ်ရင်ရေးလို့ရတယ်ဘလို့ဖားရင်ကြက်ပြပါဖြစ်ဘူးမလားသိစမ်းသားလေအဲ့တော့ငါစားပြီလေငါရေးပြမယ်ဒီချာဖားနေကြက်တယ်တော့အော်ဖြစ်ရပါဗျာဘာဝတုံရေးချဝိသနှလုံးမောက်ဖားဟုတ်တယ်နော်ဝိသနှလုံးမောက်ဖြတ်ဘာဝတုံရေးချချက်
ဘာဝတော်ရေးရဝတ္တနှလုံးမှာဖာဝတ္တနှလုံးမှာဖြတ်ဘာဝတော်ရေးချကြည့် ဩသိတဲ့သူတွေကိုရီးကုန်ပြီ ရပါတယ်အဲ့ဒါဆိုမင်းငါချက်နေတယ် တိုက်တာမေး တင်မောပင်တင်ပင်မှာတင်မောစီမဲ့နေတယ်အဲ့ဒီတင်မောစီစားခြင်းတယ်ကွာလှုပ်လည်းမချနဲ့ခုတ်လည်းမချနဲ့ဈေးရောက်နဲ့လည်းမတက်နဲ့တုံးနဲ့လည်းမထိုးနဲ့ဝါးနဲ့လည်းမထုနဲ့ခဲနဲ့လည်းမပြစ်နဲ့ဘလို့စားမ မင်းအယူကြီးလားဘလို့မခုဘလို့စားရမလဲ စားပြီ ဘလို့စားမလဲ တွေ့တဲ့အထိထိုင်းဆောင်မယ် ဒီသေးမောကြီးလေးတစ်လုံးစားဖို့ရေးဦးလေ ငါတနည်းကုတ်ကုတ် ဇွဲကောင်းချက်ဇွဲကောင်းချက်ဇွဲကောင်းတယ်လားတဲ့သားငါမင်းမယ်ကြောက်နေဘူးလား နေဘူးလေ အပေါင်းတော်မြောက်သွားတက်လား တင်ချာနဲ့ပြီးရ အဲ့တော့အပေါင်းတွေကမေးကြည့်မယ် နေ အလူရဲ့တောင်ဘက်မှာအမိုက်တစ်ပုံ အဲ မြောက်ဘက်မှာအမိုက်နှစ်ပုံ အဲ တပုံနဲ့နှစ်ပုံပေါင်းရင်ဘယ်နှပုံလုံး ဟာသုံးဖို့ စားပြီမင်းကငါစက်ကြတယ်ပေါင်းခိုင်းတာနော်တပုံနဲ့နှစ်ပုံပေါင်းကိုလူမသိမချစ်မတပုံကကြီးငါမီးရှို့မလို့ပေါင်းခိုင်းတာအဲ့ဒါကြသုံးပုံနဲ့ မီးရှို့မလို့လား ဟုတ်ကဲ့ အာ ပြောရတဲ့ပညာတတ်တဲ့သုံးပုံနဲ့တပုံကကြီးပေါ့ဟဲ့ ရပါတယ် အဲ့ဒါမီးရှို့ဝါ ဒါဆိုမင်းငါချက်နေမယ် ဒါပဲ တေချာစဉ်းစား အဲ့ဒါမေး မန္တလေးရောက်ဘူးလား မန္တလေးသား မန္တလေးမှာကျုံးရှိ ကျုံးပေးမှနေတာပဲ အဲ့ဒီမန္တလေးကျုံးကဘယ်သူစောက်တာ အဲ့ဒါမင်းရှုံးပြီမန္တလေးသမိုင်းနဲ့ပတ်သက်တာအကုန်သိတယ်မန္တလေးကျုံးကိုစဆောက်တာမင်းတို့မင်းနဲ့ဘိုးဘိုးအောင် ငယ်မှားတယ် သူတို့ လက်သမားတွေစောက်တာဟာမင်းတို့မင်းနဲ့ပို့ဖို့အောင် သူတို့ပါတယ် သူတို့ကမဆလာကူမနေတတ်ဘူးဟာမင်းတို့မင်းနဲ့ပို့ဖို့အောင် အဲ့လိုလား ဟုတ်ခဲတော့မကိုင်နိုင်ဘူးအဲ့လူတွေက အဲ့လိုလားထက်တဲ့သား ရရ အလောင်းမင်းတရားဦးအောင်ဇေယျကြားဘူးလား မြန်မာနိုင်ငံသားတွေကျေးဇူးရှင်ကြီးသိတယ် အလောင်းမင်းတရားဦးအောင်ဇေယျကယူရီးယားကိုတွားတိုက်တယ် ဟုတ်တယ်လေ အဲ့ဒီတွားတိုက်တော့ဘာပါတော့ မြင်းပါ တွားတိုက်ပါတယ်ဆိုသဗ္ဗတ်တံပါတာဗောဟဲ့ဘသူကမြင်းကြီးနဲ့တွားတိုက်တော့မင်းတိုက်သလားမင်းတိုက်လား တိုက်ပါဦး မတိုက်ဘူးမလားသဗ္ဗတ်တံနဲ့လေးသားနဲ့အဲ့လိုရင်းနဲ့တိုက်ရတာလေဘသူကမြင်းကြီးနဲ့တွားတိုက်တော့မြင်းနဲ့တွားတိုက်တယ်တဲ့ ရပါအဲ့ဒါမင်းငါမင်းမယ် တိုက်တယ်မေး လှကြုံလာမပါဘဲနဲ့ရေးတယ် ဟောတော့ကလာကြော်သလားမပါရေးရမလားပြဘူးရ စားပြီ ဘလို့ရေးမလဲ ချီစင်းလိုက်ပါ စင်းမပြားကဲ မင်းလိုမလာတဲ့ကောင်ငါလိုလာတဲ့ကောင်ကကြော်တော့လှကြုံနောက်တစ်ခါကြော်တော့နောက်လှကြုံ ခွာသလားလခွာကြီး ကြော်တာပါအဲ့ကောင်စီလဲရှိတယ်မဟုတ်ကြော်ဘူးတယ် ကဲစမ်းမင်းမယ် မေး အောက်ကံကိုကကြီးမပါပဲအောက်ကံပြလုံးစမ်း ဘုန်းကြီးเจ้าမနေဘူးကောင်သိတာလေကကြီးရဲ့နှလုံးတော်အခလာအိုကကြီးနှလုံးကြီးသေးသေးသေးအဲ့ဒါမှဟုတ်ကလို့ရတာ ကန်လို့ရတယ်နင့်လှကြော်နဲ့တိတ်မကွာဘူးငါပြမယ်အောက်ကံအောက်ကံ ဘာလဲ တီတော့မယ်တီတော့မယ်ပြုတ်ပြုတ်လေးနဲ့တီတော့မယ် အောက်ကကကြီးမပါဘူးလေနှလုံးတော်ပါနော် အော်မြက်ပြူရဲ့အားလည်းနားနဲ့ခင်းလဲခင်းနေကွာအောက်ကံကွယ်အောက်ကံဆိုတာကနင်လိုအပြူကိုဟောလို့အုပ်တယ်အုပ်ပြီးဒီလိုကံပြေချတယ်အဲ့ဒါအောက်ကံဘောဟဲ့လူလဲကံသေးတယ်ပတ်စံလည်းရသေးတယ်မြန်မာနိုင်ငံငွေရှားတာလွယ်တယ်နော် ပတ်စံလည်းပြရတယ်အကန်လည်းခံရတယ်လား ဘောတော်မဟုတ် အဲ့ဒါမင်းငါချက်မိမယ် အဲ့ဒါမင်း ငတ်တော့ငတ်ပဲမပြန်နဲ့ငတ်ဘာငတ်တော့ အယူကြီးလားငါတက်မှာမပြောနဲ့ငါလို့ရှိဘူး တာပြီ ဘာငါတော့ သေးနေတဲ့ငတ် ဘယ်ကောင်းတဲ့လက်ကမင်းနဲ့ကြတာတော့သွားထူတယ်တော့ဒီနေ့ကိစ္စတဲ့ကမင်းနဲ့ မင်း ရဲတဲ့ကရဲထဲမှာကြောက်ကြံကောင်းတဲ့ရဲ ကစောမရဲ့ မှားတယ်တရဲဟဲ့ကလေးဖေးနေတဲ့ကိုလဲတာလေလားတရဲဟဲ့လာ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  တရေမျက်မီး နမီ ဒါသမီးထ တို့ အဲ့ဒါမင်းငါချက်မိမယ် မင်း သိကြစဉ်းစား ဟုတ်ပြီ ဂျိုးဦးနှလုံးအပိုက်ကလေးဖုံးတုံးလေးဖိငါတို့မှလည်းရှိဘာလို့တာ မင်းကလည်းနည်းနည်းကြက်သွားပြီနော်ဗါတဲ့ ဂျိုးဦးနှလုံးအမိုက်ကလေးဖုံးတုံးလေးဖိငါတို့မှလည်းရှိဘာလို့ ဒေါ်မီသားဘာဖြစ်နိုင်တော့ဒေါ်လက်ကောက်ခံစင်းတတ်ပါတယ်လုံးစမ်းမှာရှီရကောင်နဲ့ပြောနေတာပဲဟုတ်ကောဟုတ်လို့လားခဏနေဟိုငါလည်းအဲ့ဒါပဲထင်တယ်ငါထင်လွဲခဲ့တယ်နော်
တေချောင်းတော့မေးကြည့်ရမှာပဲပြောကိုကြီး ဟေး ဂျိုးကနှလုံးဟလား နှလုံးထဲပါဟလောက်ကလေး အဲ့လိုတေချာဟုတ်လောက်တယ်ရအဝါနဲ့ကောင်မင်းပြောတာဟုတ်လောက်တယ်ဂျိုးနှလုံးအမိုက်ကလေးပုံဟလား ဟုတ်မ အမိုက်ကအနိုင်ရောင်လေးတွေမဖြစ်နေမလား အမဲရောင် အမဲရောင်နဲ့ဟုတ်တယ်ရောအကြောင်းသိမကွာဂျိုးနှလုံးအမိုက်ကလေးပုံတုံးလေးပြီ တုံးကတူတူလေးလားရှိလား တို့ကတော့အလောတော်ပါပဲ အဝါနဲ့ကောင်ငါကြတူတူလေးရောတူတူလေးဂျုံနှလုံးမိုက်ကလေးပုံတုံးလေးပြီငါမှလည်းရှိမျက်မှလည်းပါလား မွေးတွေကပါဝ အဲ့ဒါသေးကြတယ်ဟိုကောင်မဟိုကောင်စစ်ဒါပေမဲ့တို့ရွာကလူကျွန်တော်တွေချစ်ပြီးတာဒါပေမဲ့ညစ်ပတ်တာပြောမကြိုက်အဲ့တော့ရောတက်ထောင်လေးကတော့အမုန်းမခံဘူးယူလိုက်တကယ်လို့စစ်မုံမှာညစ်ပတ်နဲ့ခေါင်းကိုမိုက်နေမလို့ ဂျုံနှလုံးမိုက်ကလေးဖုံတုံးလေးပြီ ဘာတော့ အတော်ကြီးပါတယ်တော့ ဒေါ်ကြီးမမေးနဲ့မင်းမေးတာ ဂျုံနှလုံးမိုက်ကလေးဖုံတုံးလေးပြီ အဲ့ဒါဘာတော့ ဂျုံနှလုံး မျက်စိလဲနေတာဆိုင်ကယ်ကလေးငားသွားလိုက်လေ အပါဂျုံနှလုံးမိုက်ကလေးဖုံတုံးလေးပြီဂျုံနှလုံး ယူကျင်အောင်မဆောက်တဲ့တော့ငါမေးတာရှင်းရှင်းလေးအဲ့ဒါဘာတော့ အေးဂျုံနှလုံးအမိုက်ကလေးဖုံတုံးလေးပြီငါတို့မှလည်းရှိမျက်စိ ဖားတိုင်းလို့တော့ ကျုပ်နှလုံးမျက်လုံးမွေးတွေဖုံမျက်တောင်မွေးတွေဖုံတုံးလေးပြီးကြည့်ဒိဋ္ဌိဟွာမှတ်နေတာမလားကြားတယ်ဒုက္ခပဲဒီလောက်စဉ်းစားနေရခင်ဗျာလေရော ဘဝနဲ့ကောင်မင်းပြောတော့ခွေးသီးတော့ဟုတ်ပါဘူးနော်ကိုလူလည်းခွေးသီးလို့ဖြေလိုက်ကြီးမှကြောင်းဆရာလုံးနော်တားတိတာခွေးသီးလေတဲ့ကြားတယ်ဒီကတန်းဖြေတန်းစား အဲ့ပြီ လက်ဦးတဲ့ကောင်စားပဲ ကြားတာပေါ်တာ โอเคအားရောကောင်းတန်းယူရတော့ ငါ6កောင်ကြီးဝိုင်းဆိုလူနေကြ ဖြေပြီးမှစား ဟေး မင်းမဲ့ဒါပြီးကောင်မလေးတန်းကလို့ရအောင်ကောင်မလေးဆင်းသေးလောက်ကလိုက်ကဲမေးပြီနော်အဲ့ဒါဘာတော့ မိကိုမေးရတယ် ကြီးစားစားခေါင်းကကရုံးဖင်းကကရုံး အဲ့ဒါတော့အပြောင်ကြီးပေါ့ ဟုတ်တယ်အပေါ်ပြန်အောက်ပြောင်းခေါင်းကကရုံးဖင်းကကရုံးတုတ်တကူလုံးအဖြူဖုံးအဲ့ဒါဘဲဥစားနော်စားတယ် ငါကမပြေအောင်